မိမိတို့ဘာသာမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့်သိဆုံးရတတ်တဲ့တိရစ္ဆာန်၅ကောင်တဘာဝတရားကစွန့်ထက်လာပါတယ်ဒါပေမဲ့တစ်ခါတည်းမှာအကြီးမားဆုံးအန်ဒီရဲ့ကကိုယ်အတွင်းစိတ်ထဲကနေပဲလာတတ်ပါတယ်ဒီတိရစ္ဆာန်တွေကအမြဲတမ်းသားရဲ့တိရစ္ဆာန်တွေကြောင့်အသက်မဆုံးရှုံးကြပါဘူးသူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အမှားတွေကြောင့်ပဲအသက်ဆုံးရှုံးကြရတာပါအထူးသဖြင့်နံပါတ်1တိရစ္ဆာန်ကတော့သူ့ပိုင်ဆိုင်တဲ့ကိုယ်ပိုင်လက်နက်နဲ့ပဲသူပြန်အကြခံရတာပါနံပါတ်5 walrus ဖြန့်ကြီး walrus တွေဟာအမီအာယုံအလွန်အမီညံဖြစ်ကြပါတယ်ရန်သူဖြစ်တဲ့သားရဲ့တိရစ္ဆာန်ကဘလောက်အကွာဝေးမှရှိနေလဲဆိုတာကိုသူတို့ကောင်းကောင်းမခွဲခြားနိုင်ကြပါဘူးဒါကြောင့်ဝင်ယူဆုံးဝုံပူလာဘဲတကောင်ကိုမြင်လိုက်ရုံနဲ့ပဲတအုပ်စုလုံးအလန့်တကြားကမှုရှူထူထွက်ပြေးကြပါတော့တယ်ဝင်ယူဆုံးဝုံကလိုက်လံမဲမဲဆူအမေးလှုပ်တာမဟုတ်ပဲသူတို့ဘာသာထိတ်လန့်ချုပ်ချပြီးဘီလို့ရကိုပြီးရင်မတ်ဆောက်တဲ့ကြောက်ဆောင်ချုပ်ခန်းဖားတွေပေါ်ကနေပြုတ်ကျတိဆုံးကြရတာပါသားရဲ့တိုက်ခိုက်ခြင်းကိုမခံရပဲကြောက်စိတ်ကြောင့်မှားယွင်းတဲ့ဆုံးဖြတ်ချက်ချမိရကနေအသက်ပြောက်ကြရတာပါနံပါတ်4ပန်ဒါဝုံပန်ဒါရီဟာမွေးရပါသားစားတော်တွေရဲ့အစာချီစနစ်ကိုပိုင်ဆိုင်ထားကြပါတယ်ဒါပေမဲ့သူတို့ဟာအသားအစာဝါးပင်တွေကိုပဲရွေးချယ်စားသုံးခဲ့ကြပါတယ်ပြဿနာကဝါးပင်တွေမှာအာဟာရဓာတ်လုံးဝနီးပါမရှိတာပါပဲဒါကြောင့်ပန်ဒါရီဟာအသက်ရှင်သန်ဖို့အတွက်တနည်းတာလုံးနီးပါအချင်းပြည့်ဝါးတွေကိုပဲထိုင်စားနေကြရတာပဲဒီလိုစွမ်းအင်မပြေဝတဲ့ရုံခတ်မှုကြောင့်ဖျားနာမှုအနေငယ်ဖြစ်တာဒါမှမဟုတ်အစာရှားပါမှုကြုံရရုံနဲ့ပဲသူတို့အတွက်တီးလို့များပါဖြစ်စေနိုင်တယ်သူတို့ရဲ့အကြီးမားဆုံးအားနည်းချက်ကရန်သူတွေကြောင့်မဟုတ်ပဲသူတို့ကိုယ်တိုင်ရွေးချယ်စားတော့တဲ့အစာကြောင့်ဖြစ်ပါလေ Number 3လိပ်ပြညောဖလန်ကောင်တွေဟာလာမင်းကြီးရဲ့လင်းရောင်ကိုကြည့်ပြီးလမ်းကြောင်းရှာရှောက်လှမ်းကြတာပါသူတို့ဟာတဲ့ပြန်တန်းနိုင်ဖို့လာရောင်နဲ့သူတို့ရဲ့ပြန်တန်းမှုတောင်ကိုပုံသေးထိန်းထားလိမ့်ရှိပါတယ်ဒါပေမဲ့ခေတ်ပေါ်မီးသီးတွေရဲ့အလင်းရောင်ကသူတို့ရဲ့အတွင်းပိုင်းလမ်းကြောင်းအိမ်မြောင်ကိုရှုပ်ထွေးသွားစေပါတယ်မီးအိမ်တွေဒါမှမဟုတ်မီးတောက်တွေကိုလာမင်းကြီးလို့အထင်မှားပြီးမီးရောင်ပြီးမှပဲဝေးလေဖြစ်နေရင်ကနေနောက်ဆုံးမီးတောက်တွေကိုတဲ့တိုးဝင်တည်ဆုံသွားကြပါတယ်ခေတ်ကဘာကြီးကြောင့်သူတို့ရဲ့ကောင်းမွန်လာတဲ့လမ်းညွှန်စနစ်ကြီးပျက်စီးသွားတာပါနံပါတ်2လက်မင်းကျွတ်လူပြုံးများတဲ့ဒန်တာရီတွေလို့လက်မင်းကျွတ်တွေဟာတီချောင်းကြံစီဖို့6ထင်းကိုတမင်ခုံချကြတာမဟုတ်ပါဘူးဒါပေမဲ့သူတို့မှာအုပ်စုလိုက်ကိုမျက်စိမှိတ်ပြီးစုပြုံလိုက်ပါသွားတတ်တဲ့အလေးအထားရှိပါတယ်ကျွတ်တကောင်ကစပြီးအလန့်တကြားပြေးပြီးဆိုရင်ကြံတဲ့ကောင်တွေကဘာမှမစင်စားပဲနောက်ကနေလှိုက်ပြေးကြပါတယ်ဒီလိုထိတ်လန့်တကြားအုပ်စုလိုက်ပြေးလွှားခြင်းကသူတို့ကို6ကမ်းပါးတွေမြစ်တွေဒါမှမဟုတ်အခြားအန်ဒီရရှိတဲ့နေရာတွေကိုတဲ့ကြီးရောက်သွားစေပါတယ်ဒါဟာတီချောင်းကြံစီတာမဟုတ်ပဲအန်ဒီရများလာတဲ့အုပ်စုလိုက်တိတ်စိတ်လိုက်ပါတတ်တဲ့ဗီဇာကြောင့်ဖြစ်ပါတယ်နံပါတ်1ကူမိုတိုနခါတို့ရဲ့ပါစက်ထဲမှာအလွန်အန်ဒီရများပြီးသိစေနိုင်တဲ့ဘက်တီးရီးယားတွေပြည့်နှက်နေပါတယ်သူတို့တစ်ချက်ကြိုက်လိုက်ရုံနဲ့တင်သားကောင်ဟာတီးဆုံးဖို့တီးကြလောက်ရှိနေပါပြီဒါပေမဲ့အချင်းချင်းတိုက်ခိုက်ကြတဲ့အခါဒါမှမဟုတ်အမေးလိုက်ကြတဲ့အခါမျိုးမှာကူမိုတိုနခါတွေကအခြားအချင်းချင်းပြန်ကိုက်မိတာဒါမှမဟုတ်မိမိကိုယ်ကိုပြန်ကိုက်မိတာမျိုးတွေရှိတတ်ပါတယ်အဲ့ဒီဘက်တီးရီးယားတွေကသူတို့ရဲ့ကိုယ်ပိုင်သွေးကြောတွေကိုရောက်ရှိသွားတဲ့အခါကူးစက်ရောဂါကအရှိန်ဟုန်နဲ့ပြန့်နှံ့သွားပါတော့တယ်တချို့ရှားပါအခြေအနေတွေမှာသူတို့ရဲ့ကိုယ်ပိုင်သိစေနိုင်တဲ့လက်နက်ကပဲသူတို့ကိုယ်တိုင်ပျက်စီးခြင်းတို့ရောက်စီပါတယ်အကြီးမားဆုံးသားကြီးကမိမိကိုယ်ကိုပြန်လေအရှုံးပေးလိုက်ရတာပဲ